ကိုကဗီဒီယိုတင်တိုင်းဗီဒီယို quality ကိုလုံးဝကြည့်တောက်ရှင်းဖြစ်စင်တယ်ဆိုပထမဆုံးလုပ်ရမယ့်တစ်ချက်က lighting ပေါ့နော် lighting ကလုံးဝအရေးကြီးတဲ့နေရာမှာပါတယ်အဲ့တော့ကိုကဒီ natural light ပေါ့နော်အခုလိုမျိုးဒီပရင်းမောင်းနဲ့နီးတဲ့နေရာအဲ့လိုမျိုးအလင်းရမယ့်နေရာမှာမျက်နှာမူကြီးရိုက်မှာလားဒါမှမဟုတ်ကိုက lighting ring ကိုသုံးမှာလားပေါ့နော် lighting ring ညဘက်ရိုက်တဲ့သူဆိုရင် lighting ring သုံးရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသုံးမှာပဲကိုကဗီဒီယိုကြီးလေးရမယ်နောက်တစ်ခုကကျတော့ကိုကဗီဒီယို TikTok လို platform မှာတင်မယ်ဆိုရင် 1080p ပဲတင်ရမယ်ပေါ့နော် resolution အဲ့ထက်ကျော်နေတဲ့ file သွားတင်ရင် TikTok ကfile reduce လုပ်လိုက်မှာဖြစ်တဲ့အတွက်ကိုက site ကတစ်ခါကြာသွားပြီးတော့မကြည့်တော့တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကဒုတိယတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့ Android မို့လို့မကြည့်တာလားပေါ့နော်အဲ့ဒီချက်ကကျတော့အရေးကြီးတယ်မှာပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် Android ဆိုရင်ကိုကလေကိုယ့်ရဲ့ phone camera app ထဲမှာအရင်ဆုံးဗီဒီယိုရိုက်ပါlighting ကောင်းတဲ့နာမှာရိုက်သေးစချာရိုက်မှာပဲကြည်မှာတကယ်လို့တော့ကိုကပေါ့နော် TikTok လို application တွေကနေ direct ဝင်ပြီးတော့မှရိုက်တယ်ဆိုရင် resolution ကျနေတယ်လို့မကြည်တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကဘာလို့လဲဆိုတော့သူတို့ရဲ့ OS system တွေကြောင့်ပေါ့နော် iPhone ဆိုရင်ကျတော့ iPhone ရဲ့ OS နဲ့တွားပြီးတော့မှတွားတာ Android ဆိုရင်ကျတော့ Android version ကမျိုးစုံရှိတဲ့အတွက်ဒီ platform တွေလိုက်ပြီးတော့မှတေချာမလုပ်နိုင်အောင်ပေါ့နော်အဲ့ဒါကြောင့်မလို့သူ resolution ကျနေတယ်ဒါအကြမ်းများအဖြစ်နားလည်အောင်ရှင်းပြတာပေါ့နော်အဲ့တော့လောကမှာကျတော့ကိုက Android သုံးနေဆိုအပြင်က video camera မှာပဲကိုကသာတွားရိုက်ပြီးသွားမှပဲ 1080p နဲ့ TikTok မှာပြန်တင်တာမျိုးလုပ်ပေါ့နော်အဲ့လိုမှပဲကိုယ့်ရဲ့ video ကြီးလေးနဲ့တက်မှာကျွန်တော် iPhone လေးလိုမျိုးတစ်ခါတည်း application တွေကနေဝင်ပြီးရိုက်တာမျိုးမလုပ်နဲ့ပေါ့နော်နောက်တစ်အရေးကြီးတဲ့တစ်ချက်ကကျတော့ internet line ပေါ့နော်ကိုက video တင်နေတဲ့အချိန်မှာ upload လုပ်နေတဲ့အချိန်မှာပေါ့နော် internet line ကောင်းဖို့ကလည်းအရေးကြီးတယ်အဲ့လိုမျိုး internet line မကောင်းလို့ဆိုကိုတင်ပြီးသွားတဲ့အချိန်မှာလေအဲ့လို water tight ဖြစ်နေတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့တခြားသိချင်တဲ့မေးခွန်းရှိရင်လည်း comment မှာမှန်းခဲ့ပါ follow me for more